Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေသိမ်းပါအခုရွှေသိမ်းမိတ်ဆက်ပေးမယ့်အထည်လေးကတော့အနောက်မှာပြထားတဲ့ကထိန်အတွက်ပေါ့နော်နှစ်တိုင်းရွှေသိမ်းစီမှာပဲအပ်နေတဲ့ကထိန်အထည်လေးတွေဖြစ်ပါတယ်ဖျားသုံးစုကညီမလေးတွေဖြစ်ပါတယ်ရှင်အခုဒါလေးတွေကကြတော့ဒီမှာဝတ်ပြထားတဲ့ပုံစံပေါ့နော်သူကကော်ချောင်းလေးတွေထိုးထားတဲ့အတွက်ဝတ်လိုက်မှလေဒီနေရာလေးတွေကတင်းတင်းကက်ကက်လေးတွေဖြစ်နေတာပါရှင်ဒီလိုလေးပြပေးမယ်နော်ဖျားနဲ့အောင်ဒီလိုလေးပါဒီလိုမျိုးလေးပါဒီမှာ sequence လေးတွေပြန်ထိုးထားပေးတယ်အသေးစိတ်လေးပေါ့နော်ပြီးလို့ရှိရင်ကော်ချောင်းလေးတွေဒါလေးကကော်ချောင်းပါတယ်နော်ပိုင်ပင်ချောင်းတသက်မဟုတ်ပဲနဲ့ကော်ချောင်းလေးတွေကိုတခြားထိုးထားပေးတယ်ဒီမှာပဝါလေးပါပါတယ်ပေါ့နော်ပဝါကတော့ရိုးရိုးရှင်းရှင်းလေးပဲလက်ကင်ချိတ်လဲရတယ်ပခုံးတင်လဲရတယ်အဲ့လိုလေးပြီးတော့ဒီ shape လေးမှာတခြားလေးချုပ်ထားပေးပါတယ်ရှင်ပုံလေးကတော့ဒီမှာပါအယုံမှလိုက်မလောက်ဒီလိုမျိုးလေးတွေ sequence လေးတွေဆိုလဲအသေးစိတ်ထိုးထားပေးပါတယ်ရှင်ဒီလိုမျိုးလေးတွေပါအလုံးပေါင်း9စုံဖြစ်ပါတယ်ရှင်ဒါလေးတွေကရွှေစင်မှာနှစ်တိုင်းအန်နေချာ customer ညီမလေးတွေရဲ့အထည်လေးဖြစ်ပါတယ်ဒီလိုလေးထားလိုက်မယ်နော်အယောင်လေးကအဝါရောင်လေးရွှေဝါရောင်လေးပေါ့နော်လှနေရောပဲခမင်လေးကကျတော့ချိတ်လေးဒီမှာဇာကလည်းရွှေတို့သမီးတွေပါတယ်သုံးလို့ရတယ်စာကောင်းလေးနဲ့ကော်ဆက်လေးပေါ့နော်ကော်ဆက်ကိုမှဒီမှာကော်ချောင်းလေးတွေဒီချာလေးထိုးထားပေးတယ်ဒီမှာ sequence လေးတွေအသေးစိတ်ထိုးထားပေးတာဖြစ်ပါတယ်ရှင်ကဲရွှေတဲ့အတန်လေးကနည်းနည်းတော့မထွက်ဘူးပေါ့နော်ဒါချိတ်သူ့ရဲ့ချိတ်ထမယ်လေးပေါ့နော်အကုန်လုံးခုနှစ်ထည်ဖြစ်ပါတယ်ပဝါလေးကကြတော့ဒီလိုလေးနော်ပဝါကလေအရန်ကြီးမလုပ်ပဲနဲ့တို့လည်းပုံပုံပါလေးဆိုတော့ကထိန်ဆိုတော့ဒီလိုလေးကင်ပြလဲရတယ်ပြီးရင်ဒီလိုလေးကင်ထားလဲရတယ်ဒီလိုလေးခြုံထားလဲရပါတယ်ဒီလိုလေးပေါ့နော်ခြုံထားလဲရတယ်ဒါမှမဟုတ်ခုနလိုဒီလိုမျိုးလေးတင်ထားလဲရပါတယ်ရှင်ကဲအခုပြပေးတဲ့အထည်လေးတွေကတော့ဒါအကုန်လုံးကပုံတူပဲဖြစ်တဲ့အတွက်ရှင်ဒီတိုင်းလေးပဲပြပေးလိုက်တော့မယ်နော်အကုန်လုံးကပုံတူပဲဖြစ်တဲ့အတွက်လေဒီလိုလေးပါရှင်အနောက်မှာလည်းပုံစံတူလေးတွေ9စုံဖြစ်ပါတယ် customer ညီမလေးမျိုးအားလုံးကျေးဇူးတင်ပါတယ်ရှင်အခုဒါလေးကကထိန်ထဲတွေပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်လှတာတွေရော customer စိတ်ကြိုက်ရောကိုယ့်ရဲ့ဖန်တီးမှုတွေရောအများကြီးပြသွားဖို့ရှိပါသေးတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်တတာဒါလေးတွေကတော့ကထိန်မှာဝတ်မဲ့ဖျားသုံးစုကညီမလေးတွေရဲ့အထည်လေးတွေဖြစ်ပါတယ်ကော့ဆက်လေးတွေပါပဝါလေးတွေပါပါတယ်เนาะအထည်တိုင်းပဝါပါပါတယ်အင်ဂျီပုံလေးကတော့ဒီမှာပါတော့ခါကိုကော့ဆက်လေးလောက်ထားပေးတယ်ကော်ချောင်းလေးတွေထည့်ထားပေးတယ်ပိုင်ပင်လေးတွေထည့်ထားပေးပါတယ်ရှင်ဒီလိုလေးပါအယောင်လေးတွေလည်းလှနေအသားလေးတွေဝင်းနေမှာပဲဒါလေးလာပြပေးတာပါရှင်